ကဲလာပြီဗျာလာပြီမော်ဒယ်2012 A11 လိုင်းစင်လေးနဲ့နောက်ထပ်တစ်စီးပြီးသွားပါပြီဗျာโอเคဒါလေးကတကြံမီစင်ပေးပါဆိုပြီးကျွန်တော်ရှိမှာလက်ရှိမလေးရှားမှာပါပဲသူကကျွန်တော်ဒီလနော်28ကျွန်တော်ပြန်လာမှာပဲဖြစ်ပါတယ်အိုက်စင်ကြရင်စီးဖို့ဆိုပြီးတော့ကျွန်တော်ရှိမှာအော်ဒါတင်ထားတဲ့ဆိုင်ကလေးပါ brother စီတိုင်းကြ share ဆင်ပေးပါဆိုပြီးကျွန်တော်ရှိမှာငွေပြည့်လွှဲပြီးတော့အော်ဒါတင်ထားတဲ့ဆိုင်ကယ်ပဲဖြစ်ပါတယ်နော်တခြားမှမကြိုက်ဘူး brother ဆင်တဲ့လက်ရကိုပဲကြိုက်လုံးလို့ပါဆိုပြီးငွေပြည့်ပုံအပ်ပြီးအော်ဒါတင်သွားတဲ့ဆိုင်ကယ်လေးပါပြီးသွားပါပြီဗျမော်ဒယ်ကတော့2012ပါကဲ A11 လိုင်းစင်ဟိုမှာတက်တန်းက2028ထိဗျာအဲ့လိုမျိုးကျွန်တော်ဘက်ကနော်တက်တန်းအပြည့်လေးနဲ့ share ဆိုတာလေးတွေကိုပြန်လဲဖန်တီးပေးပါတယ်โอเคကျွန်တော်သေးသေးလေးတစ်ချက်ပြပေးမယ်ကဲဒီကောင်လေးကလည်းကျွန်တော်ပုံမှန်အတိုင်းပါပဲဒီလိုက်ကိုတော့ကျွန်တော်ဝါလေးသုံးထားပေးတယ်အယိုးကောင်းလေးနဲ့ပါပဲဗျဇကာစင်ကနေလေးကျွန်တော်သုံးထားပေးပါတယ်ကျွန်တော်ပလဲဟိုမှာဒီကောင်ကခဲလေးနဲ့လိုင်စင်နဲ့အတိုင်းပါပဲပလဲကိုခဲဆိုတဲ့အတိုင်းပလဲနဲ့ခဲနဲ့ကျွန်တော်လုပ်ထားပေးပါတယ်လိုင်စင်ထဲမှာတော့ဖြူရဲခဲပေါ့နော်โอเคတာယာတွေကတော့ရှင်းတော့လုံးဝရှယ်မှာရှိတာဆိုရင်အသစ်ကျွန်တော်ထည့်ထားပေးတယ်ကဲရေးတိုင်းကြီးဖန်စီလေးပါမယ်ပြီးရင်ဒီမှာကျွန်တော်တို့စီတိုင်းကြီးနဲ့ရေးတိုင်းကြီးဘေးကပါလေးပါမယ်โอเคလက်ကင်မိတ်ဘက်မှန်လေးကျွန်တော်သုံးထားပေးတယ်ဒိုင်ခွဲကတော့ကျွန်တော် update နောက်ပိုင်းကျွန်တော်ဆင်ပြီးတဲ့ပုံစံတိုင်းပဲဒိုင်ခွဲနှလုံးကိုကျွန်တော် share ထည့်ပေးထားတယ်ဒီကောင်တော့ကျွန်တော်တို့ RPM မိုင်းလေးကီလိုစီဂိတ် normal ဘာညာအားလုံးပြီးကွာဒီမှာအကုန်လုံးမယ်ဒါကတော့ RPM တီးတန့်တက်မှာပဲဖြစ်ပါတယ်เนาะအကုန်လုံးနေမယ်ကဲစေးကိုရှိုးเนาะလုံးဝ share သမား share ဘကွက်လေးကွက်ထားပြီးတယ်ဒီလို design ဒီလို color ကတော့ဒါကျွန်တော်ရဲ့ mobile ပဲဖြစ်ပါတယ်เนาะပြောပြလာပါโอเคပြီးသွားရင်ဒီမှာတောင်ပန်လေးရယ်ပြင်စာတန်းလေးတွေဒီနေရာလေးလုံးဝအမိုက်ပါစီးရတော့ပလဲပါအဖြူကိုဒါကတော့ဘကွက်လေးကွက်ပေးထားတယ်ကဲပြီးသွားရင်အင်ဂျင်ခန်းတွေကိုကြည့်လုံးဝကိုရှယ်လန်းပြီးတော့ရှယ်တန်းနေမယ်ပြီးရင်အင်ဂျင်ဘူးလုံးတွေထည့်ထားပြီးတယ်အောက်ကောရှေ့သုံးထားပြီးတယ်ကွန်လာစလုံးလေးတရားထည့်ထားပြီးတယ်ပြီးသွားရင်ကျွန်တော် customer ကเนาะသူတို့မျိုးမှာအေးတော့အရန်ကျဲမကြိုက်ဘူးဆိုလို့เนาะအစင်မပြေဘူးဆိုလို့ကျွန်တော် Profit အေးတော့ကိုကျွန်တော်ဆလင်နာပါလာလေးကျွန်တော်ထည့်ထားပေးပါတယ်ဗျာเนาะ original ရှိုးဝါနောက်ဖောင်းနေပါပရင်ကိုလည်းကျွန်တော်တေချာလေးဆက်ထားပေးတယ်နောက်က2ယောက်ကောင်းကောင်းထိုင်စီးလို့ရပါတယ်ကာဘွန်နောက်တဲကားတွေကျွန်တော်ထည့်ထားပေးတယ်နာမည်ပြောက်ကိုလည်းအသေးသက်ဆုံးနဲ့တေးချာချာလှလှပပထည့်ထားပေးတယ်နောက်ထပ်တစ်ခုထူးခြားနေတာကိုပြမယ်ဗျာနောက်ကတာယာကြီးကိုကြည့်လိုက်လုံးဝတခြားဘင်းနေနဲ့မတူတမှုထူးသားပြီးအကိတ်ကြီးဖြစ်နေမယ်နော်တာယာပြက်ကြီးကတော်တော်ကြီးပါတယ်180 55တော်တော်ကိတ်တယ်ဗျာနော်ကဲအဲ့လိုမျိုးအမိုက်ကြီးတွေကိုကျွန်တော်ဘက်ကပြန်လဲဖန်တီးပေးပါတယ်ဒီကောင်လေးကတော့ကျွန်တော်ရှိမှာနော်ရောင်းပြီးသားငွေလဲကျုပ်ပွိုင်းအော်ဒါတင်တဲ့ဆိုင်ကလေးပဲဖြစ်ပါတယ်ကဲကျွန်တော်ဆက်လေးတစ်ချက်အနိုးပြပေးပါမယ်โอเคဒါကတော့ဒီဆိုင်ကရဲ့အင်ဂျင်တန်နေသားလေးပါလုံးဝရှယ်မိုက်နေမယ်โอเคဆလင်နာနဲ့ဆိုတော့အတန်အရင်ကျဲတဲ့မှာမပါပါဘူးเนาะဒီတိုင်းအောင်မှပဲအင်ဂျင်တန်ကိုခံစားလို့ရနေဒါပေမဲ့ကျွန်တော်အေးစောလေးထပ်ပိတ်ပြပဲအင်ဂျင်တန်ပါเนาะအဲ့လိုမျိုးလုံးဝငြိမ်စင်းနေမယ်โอเคဒါကတော့အေးစောတန်ပါအဲ့တော့အင်ဂျင်တန်မှာအဲ့လိုတင်းရင်းနေမယ်အင်ဂျင်လုံးဝရှယ်ဖြစ်နေမယ်ဇီးဖြစ်နေမယ်ကဲကျွန်တော်လီပိုင်းနဲ့ပုတ်ပြပေးပါမယ်အဲ့လိုလုံးဝမိုက်နေမယ်โอเคတစ်ချက်ခေါ်ပြပေးပါမယ်ဗျာဒီလိုပုံစံလေးပါဟာကြားမယ်လမ်းနေမယ်ဒါတော့ကျွန်တော်တို့เนาะကျွန်တော်ရှိမှာမလေးရှားနေပေါ်လာတဲ့ဘေးမှာဒါကတော့ကျွန်တော်မွန်ပြည်နယ်မူးတုံပို့ပေးရမယ်ဆိုင်ငယ်ပဲဖြစ်ပါတယ်မော်လမြိုင်ဘက်က brother တော်တော်ကျွန်တော်ရှိမှာအားပေးပါတယ်တော်တော်များများအားပေးတယ်ဗျာเนาะရေးမော်လမြိုင်မူးတုံเนาะတောက်လျှောက်ကျွန်တော်ပို့ပေးနေရတာပါအဲ့လိုလုံးဝမိုက်မယ်အထာကြမယ်ဒီလိုမျိုးလေးပါကဲတကြံတွင်ခဏပြန်လာပြီးတော့เนาะ share ဖြုတ်မယ်ဆိုတဲ့ brother အတွက်အကောင်းဆုံးနဲ့အလားဆုံးလေးကျွန်တော်ဘက်ကပြန်လဲပြီးတော့ဖန်တီးပေးထားပါတယ်တော်တော်လမ်းပါတယ်ကဲဒီထက်ကျယ်ရင်တော့ဆလင်နာလေးဖြုတ်ပြီးစီးလိုက်ပါโอเคကျွန်တော်ဒါမျိုးလေးတွေကိုကြိုက်တယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်3993အဲ့ဒီဖုန်းနံပါတ်လေးကိုသာဟယ်လိုလိုက်ပါကျွန်တော်ဖုန်းနံပါတ်39931199 Viber လေးမှာလည်းအသေးစိတ်လေးလာရောက်ဆွေးနွေးတိုင်ပင်ပြီးဟောလာတင်လို့ရပါတယ်ဆိုင်မှာကိုယ်တိုင်ကိုကြလာရောက်ဆွေးနွေးတိုင်ပင်ပြီးဟောလာတင်နေတယ်ဆိုလည်းရပါတယ်ကျွန်တော်တို့ရဲ့ဆိုင်ကရန်ကုန်ရွှေပြည်သာမြို့နယ်ရွှေညောင်မောင်ကားမတိုင်မဲအွန်လိုင်းထဲမှာဖွင့်လှစ်ထားပါတယ်ဗျโอเคဘိန်းပုံစုံလေးတွေကြီးနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ page မှာတော့၎င်းကျွန်တော်တို့ရဲ့ Facebook မှာတော့၎င်း Viber မှာတော့၎င်း TikTok မှာတော့လာရောက်မေးမြန်းပြီးတော့ကြည့်လို့ရပါတယ်ဒါသာတို့ရှိမှလည်း license ပါပြီးเนาะဘာဘိန်းမဲ့ဖြစ်ဖြစ် license ပါပြီးဘိန်းကောင်းဘိန်းတက်နဲ့ရောင်းစရာရှိတယ်ဆိုရင်ကျွန်တော်ပြန်ဝယ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်39931199လေးကိုသာဟယ်လိုလိုက်ပါကြကဲအားလုံးပဲကြံအမီလေးတွေဖြုတ်ချင်တယ်ဆိုရင်တော့မြန်မြန်လေးလာရောက်ဟောလာတင်ထားဖို့တော့လိုပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်မှာ